အမျိုးသမီးတွေရဲ့နှက်ဆိုင်တဲ့လိုအပ်ချက်တွေဟာသူတို့ပါဇက်ကနေလိုချင်တယ်လို့ထုတ်ပြောတဲ့အရာတွေနဲ့အများကြီးကွဲပြားခြားနားနိုင်ပါတယ်။အမျိုးသမီးတွေရဲ့နှက်ဆိုင်တဲ့လိုအပ်ချက်တနည်းအားဖြင့်စိတ်ခံစားမှုပြဿနာ90%ဟာအချက်မခံရခြင်းကနေညှစ်ဖျားခံတာပါ။ဒါကြောင့်သူတို့ကိုချစ်ချင်းမေတ္တာနဲ့သာဆက်ဆံရမှာဖြစ်ပြီးချစ်တဲ့မျက်စိနဲ့ကြည့်ပေးဖို့လိုပါတယ်။သူတို့သဘောကျတဲ့ထိတွေ့ပွေ့ဖက်မှုမျိုးပေးရမှာဖြစ်တယ်လို့နှွေးနှွေးထွေးထွေးပြောဆိုဆက်ဆံပေးရပါမယ်။အမျိုးသမီးတယောက်အတွက်တော့ချစ်ကျွမ်းဝင်မှုဟာအရန်အရေးပါပြီးအချစ်ရေးအိမ်ထောင်ရေးမှာစိတ်ကျဉ်နှံ့မှုရနေရင်အလောက်ခွင်မိသားစုတွင်နဲ့အိယာဘော်ကကိစ္စတွေအားလုံးမှာစိတ်ခံစားချက်ကောင်းနေမှာပါ။တကယ်လို့အချစ်မခံရမှုညှင်းပယ်ခံရမှုနာကျင်ရမှုအမျိုးသားဖြစ်သူရဲ့စွန့်လွတ်ခြင်းခံရမှုတို့လိုခံစားချက်တွေဖြစ်ပေါ်နေပြီဆိုရင်တော့အလောက်ခွင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်နာကျင်ခံစားနေရပါလိမ့်မယ်အမျိုးသားတွေကတော့ချစ်မှုရေးရမှာအစင်မပြေဘူးဆိုရင်တော့အလောက်ကိုသွားပြီးကိုယ့်ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ရင်းပျော်ရွှင်မှုရအောင်လုပ်နိုင်ပါတယ်အမျိုးသားတွေဟာသူတို့ရဲ့ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်နေရမယ်ဆိုရင်အစင်မပြေတဲ့အချစ်ရေးအိမ်ထောင်ရေးကိုလုံလုံလျားလျားမေ့လျော့နိုင်စွမ်းရှိကြပါတယ်။နာကျင်စရာကောင်းတဲ့အမှန်တရားတစ်ခုကတော့ယောက်ျားအများစုအတွက်မိန်းမဆိုတာအစားထိုးလို့ရတယ်ဆိုတဲ့အချက်ပါ။ကိုယ့်ရဲ့လက်ရှိအမျိုးသမီးကိုဆုံးရှုံးလိုက်ရရင်အကြီးအကျယ်ပူဆွေးဝမ်းနည်းပေမဲ့နောက်ဆုံးမှာအသစ်တစ်ယောက်ကိုရှာတွေ့တာပါပဲ။အဲ့ဒီလိုမဆုံးရှုံးခင်ကတည်းကတခြားအမျိုးသမီးတစ်ယောက်ကိုတွေ့နေရမျိုးတွေရှိနိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့ယောက်ျားတစ်ယောက်ရဲ့ဦးစားပေးဟာသူလျှောက်လန်းကျင်တဲ့ပန်းတိုင်ဖြစ်ပြီးသူ့ရဲ့ပန်းတိုင်ကိုအများဆုံးပံ့ပိုးနိုင်မဲ့မိန်းမမျိုးကိုပိုသဘောကျပါတယ်။တကယ်လို့နောက်ထပ်တွေ့တဲ့အမျိုးသမီးတစ်ယောက်ကသူ့ပန်းတိုင်အတွက်စွမ်းရင်ပို့ပေးနိုင်ရင်သူမကိုလက်တွဲပေါ်အဖြစ်စဉ်းစားမှာပါ။မိန်းမတွေကြတော့အဲ့ဒီလိုမဟုတ်ပဲသူတို့ချစ်တဲ့အမျိုးသားပေါ်မှာပဲစိတ်နှစ်တက်ကြပြီးအစားမထိုးနိုင်တဲ့ခံစားချက်မျိုးရှိတတ်ကြပါတယ်အမျိုးသမီးတစ်ယောက်ဟာသူမရဲ့ချစ်သူဒါမှမဟုတ်ခင်မွန်းရဲ့ဘဝမှာအရေးပါဆုံးဖြစ်လို့တဲ့စန္ဒလည်းရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအရေးပါဆုံးလူဖြစ်လာချိန်မှာအမျိုးသားဖြစ်သူရဲ့ပျော်ရွှင်မှုဟာသူ့အပေါ်မှာမူတည်လာတာကိုခံစားရပြီးအမျိုးသားရဲ့လိုအပ်မှုနဲ့တွေ့ကွက်မှုတွေကြောင့်ဝန်းကျက်မှုကိုခံစားလာရတတ်ပါတယ်။တကယ်တော့အမျိုးသမီးတွေဟာနံပါတ်1ဖြစ်ကျင်ကြတာမဟုတ်တယ်လို့သူတို့ချစ်တဲ့ယောက်ျားပန်းတိုင်ပြောက်ပြီးသူတို့နာကပ်နေတာမျိုးကိုလည်းမလိုချင်ကြပါဘူး။ဇလန်းတပုတ်ရဲ့ဥပမာပြရရင်စစ်ထွက်မဲ့ယောက်ျားတစ်ယောက်ဟာသူ့မိန်းမကိုနှုတ်ဆက်တဲ့အခါမိန်းမဖြစ်သူကငိုပြီးမသွားပါနဲ့လို့တောင်းပန်ပါတယ်။ယောက်ျားကလည်းသူ့မိန်းမကိုချစ်ပေမဲ့တိုင်းပြည်အရေးအတွက်သွားရမှာဖြစ်ကြောင်းပြန်ပြောပါတယ်။မိန်းမဖြစ်သူကလည်းသွားရမယ်ဆိုတာသိကြောင်းငိုယိုပြောရင်းစစ်ထွက်သွားတဲ့ယောက်ျားကိုမျက်ရည်တွေဂုံယူမှုတွေနဲ့ကြည်ရင်ကြံ့ရဲခဲ့ပါတယ်။တကယ်လို့သာဒီဇက်ကွက်မှာယောက်ျားဖြစ်သူကငါစိတ်ပြောင်းလိုက်ပြီ။မင်းကငါတိုင်းပြည်ငါလူမျိုးလွတ်မြောက်မှုထက်ပိုအရေးပါတယ်။မင်းကငါဘဝရဲ့အရေးပါဆုံးအရာပဲ။ဒါကြောင့်မင်းနဲ့ပဲငါနေမယ်လို့ပြောခဲ့ရင်မိမလှုပ်သူကတစိတ်တစ်ပိုင်းသာပြောပြီးအတွင်းစိတ်ထဲမှာတော့စိတ်ပြတ်မှုကိုခံစားသွားရနိုင်ပါတယ်။ဒါဟာအမျိုးသမီးတွေရဲ့နားလည်ရခက်တဲ့စိတ်သဘောထားတစ်ခုပါ။မိမတစ်ယောက်ဟာကိုယ့်ဘဝရဲ့အရေးပါဆုံးဖြစ်လာပြီဆိုရင်အဲ့ဒီယောက်ျားဟာလမ်းပြောင်းနေပြီလို့ပြောနိုင်ပါတယ်။ယောက်ျားတစ်ယောက်ဟာသူဖြည့်ဆည်းရမယ့်ရည်မှန်းချက်ပန်းတိုင်ကိုမဖြည့်ဆည်းနိုင်ရင်သူ့ဘဝဟာမရေမရမပြတ်မသားဖြစ်လာမှာပါဒီအခြေအနေမျိုးကိုအမျိုးသမီးတွေကလည်းမနှစ်သက်ကြပါဘူးကိုကဘဝရည်ရချက်ကိုဦးစားပေးလိုက်လို့အမျိုးသမီးဘက်ကသဘောမကျမှုရှိရင်တောင်သူဟာကိုယ့်ကိုချစ်မြဲချစ်နေမှာဖြစ်ပြီးဘဝရည်မှန်းချက်ကိုဦးစားပေးရတဲ့ကိုယ့်ရဲ့တတ္တိကိုလည်းလေးစားမျက်နှိုးနေမှာပါ
နောက်ထပ်အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့အမျိုးသမီးတွေကိုဥဆောင်ခွင့်ပေးရမလားဒါမှမဟုတ်ကိုကသူတို့ကိုဥဆောင်ရမှာလားဆိုတဲ့မေးခွန်းပါပုံမှန်အားဖြင့်တော့မသဘာဝပိုများတဲ့အမျိုးသမီးတွေဟာသူတို့ချစ်တဲ့အမျိုးသားတွေရဲ့အရေးအာဝါဒအောက်မှာစိတ်သက်သာရာရလိုတဲ့ဆန္ဒရှိပါတယ်သူတို့ကငွေရေးကြေးရေးလိမ်မှုရေးရာစိတ်ခံစားမှုနဲ့ယုံကြည်မှုပိုင်းဆိုင်ရာတွေအားလုံးမှာဒီဆန္ဒမျိုးရှိနေကြတာပါဒီလိုအခြေရေးမျိုးမှာအမျိုးသားတစ်ယောက်တည်းကအလုပ်အားလုံးကိုလိုက်လုပ်နေဖို့မလိုပေမဲ့ဘယ်လမ်းကြောင်းကိုသွားမယ်ဆိုတာကိုတော့ရွေးချယ်ပေးနိုင်စွမ်းရှိရပါမယ်ဒါမှသာအမျိုးသမီးရဲ့စိတ်ထဲမှာကြောက်ရွံ့စိုးရိမ်မှုမရှိဘဲစိတ်သက်သာရာရမှာပါကိုကတာဝန်မယူနိုင်ဘူးလမ်းပြောက်နေတယ်ဆိုရင်တော့အမျိုးသမီးတွေအတွက်တက်တောင့်တက်တာဖြစ်မှာမဟုတ်ပါဘူးဒါပေမဲ့တချို့အမျိုးသမီးတွေကြတော့လေဖိုတဘာဝများတာမျိုးရှိတတ်ပြန်တယ်သူတို့ကတော့ TV channel ပြောင်းတာကအစကိုနေကျင်တဲ့မြို့ကိုရွေးချယ်တာအစုံသူတို့ဘာသာဆုံးဖြတ်ချက်ချမှတ်ချင်ကြသူတွေပါဒါကြောင့်ကိုရွေးချယ်ထားတဲ့အမျိုးသမီးကဖိုတဘာဝများနေတယ်ဆိုရင်သူ့ကိုဥဆောင်ခွင့်ပေးလိုက်တာပိုအဆင်ပြေပါလိမ့်မယ်နောက်ပြီးအမျိုးသားတွေဟာကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသမီးတွေရဲ့လောက်ကင်နိုင်စွမ်းတွေကိုလည်းလေးစားမှုရှိသင့်ပါတယ်အမျိုးသမီးတွေရဲ့အသက်အရွယ်တိုင်းမှာသူ့တန်ဖိုးနဲ့သူရှိကြတာပါအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ကိုမိမက်ပြိုလေးလိုနေခိုင်းလို့မရသလိုငယ်ရွယ်တဲ့မိန်းကလေးတွေနဲ့နှိုင်းယှဉ်တာမျိုးလည်းမလုပ်သင့်ပါဘူးသူတို့ရဲ့ရင့်ကျက်မှုတွေအသိဉာဏ်ပြေဝမှုတွေနားလည်ပေးနိုင်စွမ်းတွေဟာမိန်းမတစ်ယောက်ညှော်လင်းတဲ့ယောက်ျားတစ်ယောက်ရဲ့အရေးအသွေးထဲမှာခေလာတစ်ယောက်လိုရဲရဲမှုမျိုးလဲပါဝင်ပါတယ်သူ့အမျိုးသားကထိုင်ကုန်ပေါ်တက်ရက်ပြီးကြောက်ကြောက်လန့်လန့်နဲ့ပိုးဟတ်ဒါမှမဟုတ်ကြွက်သက်ပေးစေချင်တာမျိုးညအချိန်အိမ်ထဲမှာလူတန်ကြားလို့လူဝင်လာတာလားဆိုတာကိုသွားကြည့်ခိုင်းတာမျိုးဆိုရင်အမျိုးသမီးတွေကသဘောမကျတော့ပါဘူးအချစ်အတွက်မကြောက်ရွံ့မှုဒါမှမဟုတ်တည်ခြင်းတရားကိုရင်ဆိုင်မှုတို့ဟာဖိုတဘာဝရဲ့အမြင့်ဆုံးစံပြုလောက်တဲ့ပုံစံတစ်ခုဖြစ်ပါတယ်တကယ်လို့ကိုကရည်ရွယ်ချက်ပျောက်ဆုံးပြီးဘဝလမ်းကြောင်းတွေဝေဝါးနေတယ်ဆိုရင်တော့ကိုယ့်ရဲ့ဖိုတဘာဝစွမ်းအားကိုပြန်လည်ရယူနိုင်ဖို့အတွက်ကိုပြန်လည်တင်းကျပ်မှုနဲ့စိန်ခေါ်မှုတို့ကိုကျင့်သုံးပေးသင့်ပါတယ်ကိုတင်းကျပ်တယ်ဆိုတာကဘဝကိုတတ်တောင့်တတ်တာဖြတ်သန်းနေမိတာကိုအဆုံးသတ်လိုက်ခြင်းဖြစ်ပြီးကိုထက်မြက်မှုမရှိအောင်ထိုင်းမိုင်းအောင်လုပ်နေတဲ့အရာအလုံးကိုဖယ်ထုတ်လိုက်တာကိုဆိုလိုပါတယ်ဥပမာအားဖြင့် TV ကြည့်ပြီးအချိန်ဖြုံးတာတရေစာစားတာအချိုတွေအများကြီးစားတာလိန်ကိစ္စအလွန်အကျွံပြုတ်လုံနေမိတာအဆရှိတဲ့အကျင့်ဆိုးတွေကိုရပ်တန့်လိုက်တာမျိုးပါဒီအကျင့်တွေကိုဖျောက်ပြီးရက်တပတ်အနှဲငယ်လောက်ကိုတင်းကျပ်နိုင်မယ်ဆိုရင်တော့လမ်းကြောင်းမှန်ပေါ်ပြန်ရောက်သွားနိုင်ပါတယ်ချဲလန်းလို့ခေါ်တဲ့စိန်ခေါ်မှုတွေဟာလည်းကိုယ့်ရဲ့အဓိကကျတဲ့ဖိုတဘာဝကိုပြန်ရှာတွေ့စေနိုင်ပါတယ်ဥပမာအားဖြင့်တောင်တက်တာတိုင်ဆိုင်မှုပြင်းထန်တဲ့အားကစားပွဲတွေဝင်တာပြင်းထန်တဲ့စကန်သွင်းလေ့ကျင့်မှုတွေလုပ်တာတွေဟာဖိုတဘာဝကိုအားကောင်းလာစေပြီးဘဝရဲ့ရည်ရွယ်ချက်ကိုရှာတွေ့လာစေနိုင်တဲ့အသေးစားစိန်ခေါ်မှုတွေဖြစ်ပါတယ်ဒီထက်ပိုလေးနက်တဲ့စိန်ခေါ်မှုမျိုးကိုရင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကိုယ်စိတ်ထဲမှာကြောက်နေတဲ့အလုပ်တွေကိုရဲရဲဝံ့ဝံ့စူးစမ်းလုပ်ကင်ကြည့်လိုက်ပါဥပမာအားဖြင့်ကိုကလူရှိသူရှိမှစကားပြောဖို့ကြောက်နေတယ်ဆိုရင်တပတ်တစ်ရက်လောက်ပရိသတ်ရှိမှစကားပြောပါကိုကဝတ္ထုစာအုပ်တအုပ်ရေးကျင်ပေမဲ့ရေးဖို့လက်တွန့်နေတယ်ဆိုရင်လေကြောက်စိတ်ကိုဖျောက်ပြီးတပတ်ကိုတခန်းပြီးအောင်ရေးပါဖိုတဘာဝကိုပြန်လဲတက်မှတ်ပေးဖို့အတွက်အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုကတော့လူသူကင်းမဲ့တဲ့တောကြီးမြမဲထဲမှာတယောက်တည်းသွားနေကြည့်ခြင်းပါပဲအဲ့ဒီနေရာမှာမဂဇင်းလည်းမရှိစာအုပ်လည်းမရှိလှုပ်เสียအလုပ်ရည်လို့လည်းမရှိပဲအသက်မသေးုံလောက်သာစားတော့နေထိုင်ရင်တယောက်တည်းရုန်းကန်ရမှာပါဒီလိုနေထိုင်လိုက်ခြင်းအပြင်ကြောက်ရွံ့မှုတွေနေပါပြီးယောက်ျားတစ်ယောက်ရဲ့ရဲရဲတန်မာမှုမျိုးထွက်ပေါ်လာစေနိုင်ပါတယ်အလားတူပဲနေ့စဉ်ဘဝမှာအနှောက်အယှက်ကင်းကင်းနဲ့10မိနစ်လောက်တယောက်တည်းနေထိုင်ပြီးတည်ငြိမ်မှုရှိအောင်ကြိုးစားပေးသင့်ပါတယ်အမျိုးသမီးတွေမှာသူတို့အမျိုးသမီးချင်းပုံမှန်တွေ့ဆုံချိန်ရှိသလိုအမျိုးသားတွေမှာလည်းအမျိုးသားအချင်းချင်းတွေ့ဆုံချိန်လေးတွေရှိသင့်ပါတယ်ဒါကြောင့်
တစ်ပတ်ကိုအနည်းဆုံးတစ်ကြိမ်လောက်အမျိုးသားတငယ်ချင်းတွေနဲ့တွေ့ပြီးပွန့်ပွန့်လင်းလင်းစကားပြောဆိုပါကိုယ်တငယ်ချင်းတယောက်ယောက်ကဘဝကိုရေစုံမျောပြီးအချိန်ဖြုံးနေတယ်ဆိုရင်လမ်းကြောင်းမှန်အောင်တက်မှတ်ပေးပါသူတို့ရဲ့ဖို့တဘာဝကိုအားကောင်းလာစေမဲ့စိန်ခေါ်မှုလေးတွေကိုဖန်တီးပေးပါသူတို့ရဲ့သဘောထားကွဲလွဲမှုတွေအပြစ်တင်မှုတွေကိုလည်းလက်ခံပေးပါဒါဟာယောက်ျားတစ်ယောက်ရဲ့စိတ်တက်ဖြစ်တယ်လို့တငယ်ချင်းတွေကိုနီးမှန်လမ်းမှန်နဲ့ချစ်ရလဲရောက်ပါတယ်လို့စာရေးသူဒေးဗစ်ဒေတာကရေးသားဖော်ပြထားပါတယ်